မင်္ဂလာပါဒီနေ့မှာတော့ The Showing Boy ဆိုတဲ့အရှင်ဟာသက်စကားကိုကြည့်ရှုကြမှာပါဖြစ်ပါတယ်ဇလန်းကအသက်8နှစ်အရွယ်ယောက်ျားလေးတစ်ယောက်ရှင်းဟောင်းရှယ်ဝင်ဗုဒ္ဓဘာသာဖခင်ကျောင်းထဲကိုဝင်လာတာနဲ့စတင်မှာထားပါတယ်သူအထဲကိုဝင်လိုက်တာနဲ့အေယာမတကားကြီးတွေပိတ်သွားပါတယ်ဒါပေမဲ့ဒီကလေးကတာမန်ကလေးတစ်ယောက်မဟုတ်ပါဘူးသူကတင်းငယ်ပေမဲ့အလွန်ကျွမ်းကျင်တဲ့ကိုယ်ခံပညာရှင်တစ်ယောက်ပါသူ့နာမည်က Sherry ပါသူကအသက်3နှစ်အရွယ်ကလေးကကွန်ဖူးကိုလေ့ကျင့်နေတာပါဖြစ်ပါတယ်ဒီနေ့မှာတော့အသက်8နှစ်အရွယ်ပဲရှာဒီဒေဘီသူ့ဘဝရဲ့အကြီးမားဆုံးစမ်းသပ်မှုကိုရင်ဆိုင်ရတော့မှာပါဖခင်ကျောင်းထဲမှာရှီယူကအကြီးတန်းကျောင်းသား3ယောက်ကိုစိန်ခေါ်ဖို့အသင့်ရှိနေပါတယ်အမွှေးတိုင်မလောင်ခင်သူတို့ကိုအနိုင်ယူရပါမယ်မဟုတ်ရင်စမ်းသပ်မှုမှာကြာရှုံးမှာပါပထမဆုံးအကြီးတန်း2ယောက်ကအစွမ်းကုန်စူးစမ်းကြပေမဲ့အမွှေးတိုင်ရဲ့တဝက်လောက်မှာသူတို့ကအနိုင်ယူပြီးသားပါရှီယာရဲ့လှုပ်ရှားမှုတွေကထက်မြက်ညံဆန်ပြီးကြည့်ကြပါတယ်သူကသူတို့2ယောက်လုံးကိုအလွယ်တကူနိုင်ယူပါတယ်ပြီးတော့နောက်ဆုံးအကြီးတန်းစစ်မှNSA တယောက်ရောက်လာပါတယ်သူတို့ရဲ့တိုက်ပွဲကဖះเจ้าချမ်းပြင်ကိုတုံလို့စေပြီးတစ်ခုချင်းစီကနောက်ဆုံးထပ်ပုံမြန်တဲ့တိုက်ခိုက်မှုတွေပါဒါပေမဲ့အမွှေးတိုင်တွေအဆုံးထိလောင်ကျွမ်းသွားတဲ့အချိန်မှာပဲတိုက်ပွဲကရပ်တန့်သွားတယ်ရှူဟာစာမွေးပွဲအောင်မြင်သွားပါပြီဖះเจ้าထဲကနေဂုံယူစွာထွက်လာရင်သူပြုံးလိုက်တဲ့အပြင်ဘက်မှာသူ့ရဲ့တခင်ကသူ့ကိုကြေးဝအဆင့်စီနီယာ3ယောက်ကမင်းကို88.8မှတ်ရခဲ့တယ်နောက်ထပ်2မှတ်ပဲလျှော့တယ်မင်းရဲ့မိဘတွေကမင်းကိုဒီမှာထားခဲ့ပြီးကလေးကမင်းကဒီတောင်တွေကိုဘယ်တော့မှမကြောက်ခဲ့ဘူးဒါပေမဲ့အခုတော့ကိုရီးယားကကျောင်းတစ်ကျောင်းကမင်းကိုကျောင်းသားဖလှယ်ရေးအဖြစ်တောင်းဆိုထားတယ်တခင်ကအနေငယ်စိုးရိမ်ပြီးရက်လိုက်တယ်နာမည်ကြီးသိပ္ပံပညာရှင်ဒေါက်တာချန်နဲ့အတူမင်းနေဖို့ငါးနေရစီစဉ်ပေးခဲ့တယ်အဲ့ဒီအချိန်မှာပဲမြို့ကိုဥတည်နေတဲ့ဘတ်စကားတစ်စီးရောက်လာတယ်ရှီအော်တခုခုပြောဖို့စူးစမ်းပေမဲ့သူ့အတန်ကသူ့တခင်စီမရောက်ဘူးဘတ်စကားကထွက်သွားပြီးရှောင်းရီကသူ့နောက်ကိုအမြန်ဆုံးပြေးလိုက်တယ်